ဟယ်လိုမမေတို့စီမှာခြေသားစစ်စစ်ရှက်ခတ်တူလေးတွေရောက်ထားပါပြီနော်။အားလေးတွေကလည်းအကုန်လှတော့လေးတွေကြီးပဲနော်။ခုမေပထမဆုံးပြထားလေးကတော့ထောပတ်စင်ရောင်လေးပေါ့နော်။သူ့သားလေးကနှွေးမိုးဆောင်ဝတ်လို့အရန်အဆင်ပြေတယ်။ခုမေတွဲဝတ်ထားသလိုမျိုးစကတ်တူလေးနဲ့တွဲဝတ်လို့ရှင်လည်းအရန်ကိုချစ်ပကောင်းတဲ့ဒီဇိုင်းလေးနဲ့ရှက်တွေထဲမှာမပါမဖြစ်အရောင်လေးကတော့အဖြူရောင်လေးပေါ့ရှင်။အဖြူလေးကိုအခုမေတွဲဝတ်ထားသလိုမျိုး high waist short pant လေးနဲ့တွဲဝတ်လို့ရှင်လည်းအရန်မိုက်တယ်နော်။အားလေးကခြေသားစစ်စစ်လေးမလို့လုံးဝမပူပါဘူးနော်။နောက်တရအနက်လေးကိုမေကအခုလိုမျိုး style မဲ့ခွဲလေးနဲ့တွဲပြီးဝတ်ပြထားပြီးရပေါ့နော်။ဒီရှက်လေးတွေကလေအောက်ပိုင်းအတူနဲ့ဝတ်အရှင်းနဲ့ဝတ်လုံးဝလိုက်တဲ့ဒီဇိုင်းလေးနော်။မေတိုက်စွန်ကာလာဆက်လေးကဒီလိုမျိုးအပြာလေးနဲ့နုနှစ်ရောင်လေးနဲ့ဆက်တဲ့ကာလာလေးပေါ့နော်။သူဒီရောင်ဆက်လေးကဝတ်လိုက်လို့ရှင်လေလူကိုလေလုံးဝတန့်သွားတယ်လို့ခံစားရတယ်ပေါ့နော်။မျက်နှာလေးကိုလည်းလုံးဝလင်းသွားစေတဲ့ကာလာလေးတွေမှာပါတယ်နော်။နောက်ထပ်အသားရောင်လေးကိုခုလိုမျိုးအညိုလေးနဲ့ပူဆန်းဆန်းကာလာဆက်လေးတွဲပြီးတော့ဝတ်ပြထားပေးပါတယ်ရှင်။ဒီအင်ဂျီလေးကလေခါလေးကိုဝိုက်လေးမလို့ခါကိုတွေ့သွားတဲ့ဒီဇိုင်းလေးပေါ့နော်။အသားလေးလည်းနိကက်ပြတ်ထားပေးတယ်နော်။နောက်တစ်ရောင်အနီရောင်လေးကိုမမေကအခုလိုမျိုးအနက်လေးနဲ့တွဲပြီးတော့ဝတ်ပြထားပေးတယ်ပေါ့နော်။မမေဝတ်ထားတဲ့စကန်အနက်လေးဆိုလို့ရှိရင်လည်းသူကကာလာဆိုပြောင်းထားပေးတယ်ပေါ့နော်။နောက်ရကြလို့ရှိရင်တော့မမေတေချာလေးတင်ပေးပါမယ်။အခုမမေဝတ်ထားတဲ့ shake လေးကတော့ရင်90ပေါင်100ကျော်ထိအေးစေးရပါတယ်